ကန်းတွေကိုမျက်စိလင်းရအောင်လုပ်ပေးတဲ့ရွှေမျက်မှန်မြတ်စွာဘုရားကြီးဒါကတော့မျက်စိကန်းသူတွေရှ िख ိုဦးချလိုက်တာနဲ့မျက်စိပြန်မြင်ရစေတဲ့ရွှေမျက်မှန်မြတ်စွာဘုရားကြီးပဲဖြစ်ပါတယ်။ကြားရတာမျိုးနိုင်စရာကောင်းပေမဲ့ဒီလိုဘုရားဖူးတာနဲ့မျက်စိပြန်မြင်ရတဲ့ဖြစ်ရပ်တွေဟာတကယ်ရှိခဲ့ပြီးတော့ယနေ့တိုင်လည်းဆူတောင်းလိုသူတွေကြိတ်ကြိတ်တိုးနေစေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာစက္ခုအလင်းရောင်စုတွေနဲ့ပြည့်စုံနေတဲ့တရင်ခေတ္တရာမျိုးဟောင်းကရွှေမျက်မှန်ဘုရားကြီးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇလန်းကိုစားရရင်ပြိုခင်နောင်းကာလ BC 900စုခန့်မှာဒုတဘောင်မင်းကြီးပိတ်တနိုးမိဖုရားနဲ့စန္ဒာဒေဝီမိဖုရားတို့ဟာရွှေနဲ့တောင်စေတီမြတ်ကြီးကိုဖူးမြော်ပြီးပြန်ယခုတေကုန်းလို့ခေါ်တဲ့ရက်မှာခီးတစ်ထောင်ညအိတ်ရနာခဲ့ပါရီပိတ်တနိုးမိဖုရားကြီးဟာအညမှာပဲအိမ်မက်မက်တဲ့အတွက်ရုပ်ပွားတော်မြတ်ကြီးတဆူတဲပြီးတော့ပို့စော်လိုက်ပါရီဒါပေမဲ့မကြမီမှာပဲဒုတဘောင်မင်းကြီးရဲ့မျက်စိနှလုံးကြားမှာရှိတဲ့တတိယနဲ့မျက်စိရုပ်တရက်ကွဲသွားတာကြောင့်ပညာရှိမှုမှတ်တွေကိုဘေးရင်ကိန်းကန်းတွေတွက်ချက်ကြည့်စေပါရီအဲ့ခါမှာမူမတ်တူဟာတီထားကိုးကွယ်ခဲ့တဲ့ရုပ်ပွားတော်မြတ်ကြီးမှာမျက်လုံးတော်ပုံတရံနဲ့တူညီတဲ့မျက်မှန်တစ်စုံကိုစက်ကပ်လူတန်းမှာကမင်းကြီးရဲ့မျက်စိလင်းရောင်ပြန်လည်ရရှိနိုင်မဲ့ဖြစ်ကြောင်းရှောက်ထားကြပါတယ်။ဒါကြောင့်မျက်မှန်တော်ကိုဗုဒ္ဓရုပ်ပွားတော်မှာချက်ချင်းစက်ကပ်လူတန်းလိုက်စဉ်တခဏအတွင်းမှာဒုတဘောင်မင်းကြီးရဲ့မျက်စိအလင်းပြန်ရရှိခဲ့ပါတယ်။အဲ့ချိန်ကစပြီးတော့ရွှေမျက်မှန်ရုပ်ပွားတော်ကြီးဖြစ်လူသိများခဲ့ပါတယ်။ခေဆက်ဆက်မျက်စိဝေနာရှင်တွေကလည်းရုပ်ပွားတော်ကြီးရဲ့မျက်မှန်တော်ကိုပြုပြင်လူတန်းတန်းစင်တဲ့နည်းနဲ့မျက်စိယောဂါတွေကိုတတ်တာပြောက်ကင်းနေလို့ယုံကြည်ကြပါတယ်။